မင်္ဂလာပါရှင်လေယာမြေလုပ်ပိုင်ခွင့်ပုံစံ9ရရှိပြီးတဲ့လေယာမြေတွေကိုလွှဲပြောင်းလက်ခံရမှာလှုပ်ဆောင်ရမယ့်လုပ်ငန်းအဆင့်ကိုသိပါသလားဒီဗီဒီယိုလေးမှာပြောပြသွားမှာဖြစ်ပါတယ်ဦးလေးဖိုးထုရှိလားရှိတယ်ကွာသားရေမျိုးလာတယ်မျိုးနိုင်ငံခြားသွားဖို့နီးပြီလား3-4လလောက်တော့လိုသေးတယ်ဦးလေးကျွန်တော်မသွားခင်ကျွန်တော်တို့လေလေးနေရေကောက်ဖိုးထုကိုလွှဲခဲ့မလို့ဦးလေးอ่ะကျွန်တော်သွားဖို့ဦးလေးတို့ပဲကူညီခဲ့တာကျေးဇူးမမေ့ပါဘူးဗျာအချင်းချင်းတွေပဲကွာသူ့လေလွှဲဖို့ရုံးမှာလှုပ်ရှားရှိတာတွေသွားလုံးမလို့အဲ့ဒါသွားအောင်မယ်ဖေအေးမင်းကဟိုမှာကြာအောင်မှာဆိုတော့မင်းလေကိုငါလှုပ်ပေးထားဖို့ဒီတိုင်းပေးလိုက်ရင်မရဘူးလားဘာလို့ရုံးနေကနားတွေသွားနေဦးမှာလဲကွာအခွန်ကိစ္စတွေလုပ်ပိုင်ခွင့်တက်တန်းတိုးတာတွေကမင်းပဲလုပ်ရတော့မှာဆိုတော့တရားဝင်ဖြစ်ဖို့လိုတယ်ကွာလုပ်ရမှာအစ်စ်နေများလားငါအဖေငါဦးလေးကိုလေမြေတချို့လွှဲပေးတော့ကငါလိုက်ပြီးကူညီပေးဘူးတယ်ကွာအဲ့ဒါကြောင့်ဒီကိစ္စတွေဘယ်လိုလုပ်ရမလဲဆိုတာကိုသိတယ်ဒီလိုကွာလေယာမြေလုပ်ပိုင်ခွင့်ပုံစံ9ရရှိပြီးတဲ့မြေတွေကိုလေယာမြေလွှဲပြောင်းခြင်းဖြစ်တဲ့လေယာမြေလဲလေတာပေးကမ်းတာအမွေဆက်ခံတာနဲ့လေယာမြေလုပ်ပိုင်ခွင့်ကိုအမည်ပြောင်းလဲခြင်းတွေနဲ့လွှဲပြောင်းလက်ခံလို့ရတယ်ကွာလေယာမြေလုပ်ပိုင်ခွင့်ကိုလဲလေခြင်းပေးကမ်းခြင်းနဲ့လွှဲပြောင်းခြင်းတွေမှာလွှဲပြောင်းပေးသူနဲ့လွှဲပြောင်းလက်ခံသူတို့ကလေယာမြေတည်ရှိရဲ့သက်ဆိုင်ရာရက်ကွက်ဒါမှမဟုတ်ကျေးရွာအုပ်စုလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ရှိမှတစိခေါင်းခွန်ဆောင်ပြီးတော့စာချုပ်ချုပ်ရမှာခုနကပြောခဲ့တဲ့ကိစ္စနှမျိုးလုံးမှာချုပ်ဆိုတဲ့စာချုပ်ကိုစာချုပ်ချုပ်ဆိုတဲ့နေရာနဲ့၄လအတွင်းမြို့နယ်ဦးစီးဌာနရုံးမှာမှတ်ပုံတင်ရမယ်ပြီးရင်လွှဲပြောင်းလက်ခံရရှိသူကလုပ်ပိုင်ခွင့်ပုံစံ9အမည်ပြောင်းလဲဖို့အတွက်ရှောက်လွှာပုံစံ9နဲ့မြို့နယ်လေယာမြေစီမံခန့်ခွဲရေးနဲ့စည်ရင်းဦးစီးဌာနမှာလျှောက်ထားရမယ်အဲ့ဒီချိန်မင်းကသွားပြီဆိုတော့ငါဘာသာလောက်ရမှာပေါ့နော်အေးဟုတ်တယ်မင်းသွားရင်မူလလေယာမြေလုပ်ပိုင်ခွင့်လက်မှတ်မှုရင်းနဲ့မှတ်ပုံတင်စာချုပ်ယူသွားနော်အဲ့ဒါတွေကပူးတွဲတင်ပြရမှာအဲ့ဒါတွေကဘယ်လောက်ကြာမှာလဲကွာမြို့နယ်လေယာမြေစီမံခန့်ခွဲရေးနဲ့စည်ရင်းဦးစီးဌာနငါတို့လိုတောင်သူတွေရဲ့လျှောက်ထားချက်ကိုလေယာမြေလုပ်ငန်းစာတွေဖွင့်လှစ်စစ်ဆေးပြီးလက်ခံရရှိတဲ့နေရာနဲ့တာမန်အားဖြင့်9ရက်အတွင်းသဘောထားမှတ်ချက်နဲ့အတူမြို့နယ်လေစီဖွဲ့ကိုတင်ပြရတယ်မြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကလေယာမြေလုပ်ပိုင်ခွင့်လုပ်ငန်းစာတွေကိုလက်ခံရရှိတဲ့နေရာနဲ့15ရက်အတွင်းလေယာမြေလုပ်ပိုင်ခွင့်ရရှိသူအမည်ကိုပြောင်းလဲခွင့်ပြုကြောင်းမြို့နယ်လေယာမြေစီမံခန့်ခွဲရေးနဲ့စည်ရင်းဦးစီးဌာနကိုအကြောင်းကြားပေးတယ်။အကြောင်းကြားစာရပြီးမင်းကအမည်ပြောင်းလဲခွင့်ရရှိသူဆိုတော့15ရက်အတွင်းမှတ်ပုံတင်ခြင်းသွင်းရမယ်။လေယာမြေလုပ်ပိုင်ခွင့်ရရှိသူတွေရဲ့မှတ်ပုံတင်စာရင်းပုံစံ9မှာမှတ်တမ်းတင်ပြီးရဲ့လုပ်ငန်းစာတွေကိုမြို့နယ်လေယာမြေစီမံခန့်ခွဲရေးနဲ့စည်ရင်းဦးစီးဌာနက9ရက်အတွင်းမြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုတင်ပြလိုက်မယ်။တင်ပြချက်ကိုလက်ခံပြီးရင်လျှောက်ထားသူကိုမြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကလေယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ9ထုတ်ပေးပြီကွာဒါဆိုငါတို့တောင်သူတွေအနေနဲ့လေယာမြေကိုပေးကမ်းတာလဲလေတာတို့နဲ့လွှဲပြောင်းခြင်းဒီအစ်စ်နေလုပ်ပြီးတရားဝင်လွှဲပြောင်းလို့ရတာပဲအခုပဲရုံးမှာစာပြီးလှုပ်ရှားလိုက်ကြတာပေါ့ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် like နှိပ်ခဲ့ပေးပါနော်အကြံပြုချင်တာမေးမြန်းချင်တာရှိရင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ်ဒီအကြောင်းကိုတခြားသူတွေပါသိနိုင်ဖို့အတွက်ဗီဒီယိုလေးကို share နိုင်ပါတယ်ရှင်